တစ်ဖက်မှာလည်းပဲကျွန်တော်တို့ပေါ်မှာဘယ်ပေါင်းစုံကနေပြီးတော့မှမျက်စိတောက်ထောက်ကြည့်ပြီးတော့မှဖိအားတွေမျိုးမျိုးရှိနေတဲ့အတွက်ကြောင့်မလို့ဒါကိုလည်းပဲကျွန်တော်တင်းခံပြီးတော့မှကိုယ်နိုင်ငံအတွက်ကိုအကောင်းဆုံးစူးစမ်းသွားကြမှာဖြစ်ပါတယ်။ဒါဆိုလည်းပဲကျွန်တော်တို့ကလည်းပဲတမနီနဲ့လှုပ်ထားတဲ့စက်ရုပ်တွေမဟုတ်တဲ့ခါကျတော့လူသားတွေပြီးဒါစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောတော်လေးတော့ပြင်ပန်းတဲ့အနေအထားမျိုးလေးတော့ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ဒီကိုလာတဲ့ခီးစဉ်ကိုကလေရင်ကို15နာရီကျော်လောက်စီးခဲ့ရတာဖြစ်ပါတယ်။ပြီးတော့လည်းပဲအချိန်ကွာဟချက်ကနယ်သာလန်နဲ့မြန်မာနိုင်ငံက9နာရီခွဲရှိပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့တရားရုံးကနေပြီးတော့မှ6နာရီထိုးလို့တရားရုံးသိမ့်ပြီးတော့မှပြန်လာမယ်ဆိုရင်မြန်မာနိုင်ငံမှာညသကောင်လောက်ဖြစ်နေပါပြီ။အဲ့လိုသကောင်လောက်ဖြစ်နေတဲ့အချိန်ကြတော့မှပဲဒီနေ့ကုန်လုံးတွေလှုပ်ရှားရှိရလို့နောက်တန်းဌာနချုပ်ကိုပြန်ပြီးတော့မှသတင်းပို့စရာတွေဆက်သွယ်ပြီးတော့မှအချက်လက်ရှာရတာတွေနောက်ပြီးတော့မှနောက်နေ့အတွက်ပြင်ဆင်ပြီးတော့ဖတ်ရတာတွေဒါတွေအကုန်လုံးကိုညင်းနေတဲ့ထိလုပ်ကြပါတယ်။သို့တော်လည်းပဲနောက်တစ်နေ့မနေ့ကြာလို့ရှင်တော့ကျွန်တော်မနေ့စောထားတဲ့ချိန်မှာတောင်းမှပဲမြန်မာနိုင်ငံမှာနေ့လည်ဖြစ်နေပါပြီ။အဲ့တော့ရုံးချိန်အတွင်းမှာမြန်မာနိုင်ငံကအဖွဲ့တွေအလုပ်တွေလုပ်နိုင်မှုအတွက်ကိုကျွန်တော်ကစောစောပြန်ထပြန်ပါတယ်။တရားရုံးမှာလည်းပဲတနေ့ကိုကျွန်တော်6နာရီထိုင်နေကြတာဖြစ်ပါတယ်။အဲ့လိုထိုင်နေရတာလည်းပဲမျက်တောင်ခတ်ဖို့တောင်မှအတော်လေးစူးစမ်းပြီးသတိထားတဲ့အနေအထားမျိုးတွေရှိပါတယ်။အားလုံးသိတဲ့အတိုင်းပဲကျွန်တော်ပေါ်မှာနီလန်မျိုးနဲ့ AI ကိုသုံးပြီးတော့တောင်မှပဲပုံရိပ်ကိုဖျက်ဖို့လုပ်နေကြတာမျိုးလည်းအများကြီးရှိတယ်။အဲ့တော့ဒီလိုအခြေအနေမျိုးမှာမလုပ်မရှက်ပဲနဲ့6နာရီထိုင်ရတဲ့ဒုက္ခလည်းတော့မသေးဘူးလို့ကျွန်တော်ပြောရမှာပေါ့နော်။အဲ့တော့စက်ပိုင်းဆိုင်ရာမှာလည်းကျွန်တော်တို့ပြောတဲ့ကျွန်တော်တို့ရှောက်လဲမဲ့ချက်တွေကတစ်ချက်ကလေးမှအမှားမခံပါဘူး။တခုအမှားခံလိုက်တာနဲ့မှားသွားတာနဲ့တပြန်တဲ့တိုင်းပြည်အတွက်ကိုရေရှည်မှာထိသွားမဲ့အချက်တွေလည်းအများကြီးရှိနိုင်တယ်။အဲ့ဒါကိုလည်း give side ပြီးတော့မှကျွန်တော်တို့ကလေးလာဖတ်ရှုအသေးစိတ်ကိုပြန်ပြီးတော့မှဘယ်လိုတုံ့ပြန်မလဲဆိုတာစဉ်းစားနေရတယ်လို့တစ်ဖက်မှာလည်းပဲကိုဘေးနဲ့ကပ်ပြီးတော့မှတစ်ဖက်ကရှောက်လဲချက်တွေအများကြီးထဲမှာကိုယ်နိုင်ငံပေါ်မှာအမျိုးမျိုးဆွဆွဲပြောကြားနေတာတွေကိုလည်းပဲနားဆိုင်ထောင်ပြီးတော့မှနာခံကြီးဖြစ်စေမနာခံကြီးဖြစ်စေမှတ်သားနေရတဲ့အခြေအနေမျိုးကလည်းရှိပါတယ်။ဒါကြောင့်မလို့တော်လေးတော့စိတ်မှာတော့ဖိအားတွေများတာလည်းရှိပါတယ်။အဲ့တော့ကိုရောစိတ်ကောဒီလိုပြင်ပန်းနေတော့ညာလည်းပဲကျွန်တော်တို့မှာအားနှအားရှိပါတယ်။ပထမတအားကတော့ကျွန်တော်တို့ရဲ့အရှိမရှိနေတဲ့မြန်မာဆိုတဲ့ဆိုင်းဘုတ်ပါပဲ။ကျွန်တော်တို့ကဒီမြန်မာနိုင်ငံကိုကိုစားပြုပြီးတော့မှကမ္ဘာတရခွဲမှာလာပြီးတော့မှရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဘာပဲဖြစ်ဖြစ်လဲကျသွားလို့မဖြစ်ဘူး။ဒီပွဲမှာမရအောင်စူးစမ်းရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ကျွန်တော်လုပ်ပါတယ်။ဒါကပထမတစ်ချက်ပါ။နောက်တစ်ချက်ကတော့ကျွန်တော်တို့ရဲ့နောက်မှာရှိနေတဲ့ပြည်သူလူထုရဲ့အားပေးထောက်ခံမှုဖြစ်ပါတယ်။ဒီအားတွေနဲ့ပဲကျွန်တော်ဆက်ပြီးတော့မှရပ်တည်ပြီးတော့မှရင်ဆိုင်နေတာဖြစ်ပါတယ်။အဲ့တော့ရှေ့ဆက်ပြီးတော့လည်းပဲမကြခင်မှာကျွန်တော်မြန်မာဘက်ကရှောက်လဲမဲ့ဘိုင်းကိုရောက်လာပါပြီ။ပို့ပြီးတော့မှအရေးကြီးတဲ့ဘိုင်းကိုရောက်လာပါပြီ။ဒီတော့လည်းပဲမိဘပြည်သူတွေရဲ့အားပေးထောက်ခံမှုကိုကျွန်တော်တို့အများကြီးပဲမျှော်လင့်ပါတယ်။အခုလည်းပဲတကယ်ကိုစိတ်ရောကိုယ်ပါလှည့်လေးလေးအားပေးကြတဲ့အတွက်လည်းထပ်ပြီးတော့မှအထူးကျေးဇူးတင်ကြောင်းလည်းပဲပြောချင်ပါတယ်